မင်္ဂလာပါခင်ဗျာ Update News ကနေကြိုဆိုပါရခင်ဗျာဒီကနေ့ရဲ့နိုင်ငံတကာမျက်မှောက်ရေးရာသတင်းအနည်းချုပ်အစီအစဉ်ကနေကြိုဆိုပါရကျွန်တော်တို့ကဘာကြီးရဲ့တဏိတာဖြစ်ပျက်ပြောင်းလဲမှုတွေဟာအရှိန်အဟုန်နဲ့ယူလာနေတယ်လို့စိတ်ဝင်စားစရာသတင်းစုံတွေကလည်းအချိန်နဲ့အမျှထွက်ပေါ်နေပါတယ်ပထမဆုံးအနေနဲ့ကမ္ဘာအာယုံစိတ်အမှုအရှိဆုံးဖြစ်တဲ့အရှိအလဲပိုင်းဒေသကပထဝီနိုင်ငံရေးအခြေအနေတွေကိုတင်ပြပေးခြင်းပါတယ်ဂါဇာဒေသမှာအတိအခတ်ရစရေးအတွက်အီဂျစ်ကာတာနဲ့အမေရိကန်တို့ရဲ့ဂျာဝင်စီဇန်မှုတွေဟာအဆုံးအဖြတ်ကိုရောက်ရှိနေပါတယ်။ဒါပေမဲ့လည်းဒေတာတွင်တင်မမှုတွေကတော့ယော့ပါသွားခြင်းမရှိသေးပါဘူး။ဒီပဋိပက္ခဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးတစ်ခုကိုဥတီနေုံတင်မကပဲပင်လယ်နီအတွင်းကကုံသွေးလမ်းကြောင်းတွေကိုပါအနှောက်အယှက်ထစ်စေတာကြောင့်တကမ္ဘာလုံးရဲ့ကုန်စည်စည်းစိမ်မှုနှုန်းကိုနှေးကွေစေခဲ့ပါတယ်။အထူးသဖြင့်စားတောက်ကုန်နဲ့စွမ်းရည်ဈေးနှုန်းတွေအတက်အကျထိပေါ်နေတာဟာဒီဒေသရဲ့တည်ငြိမ်မှုအပေါ်မှာအများကြီးမူတည်နေတာကိုတွေ့ရပါတယ်။ဆက်လက်ပြီးကျွန်တော်တို့အားလုံးစိတ်ဝင်စားကြတဲ့နီးပညာလောကရဲ့နောက်ဆုံးထွက် update တွေအကြောင်းကိုပြောပြပေးချင်ပါတယ်။အထူးသဖြင့် mobile phone နီးပညာပိုင်းမှာ Apple ရဲ့ iOS အသစ်နဲ့ Google ရဲ့နောက်ဆုံး version တွေမှာ AI ကိုဘယ်လိုထည့်သွင်းအသုံးချလာတယ်လဲဆိုတာကအတော်လေးစိတ်လှုပ်ရှားစရာကောင်းနေပါတယ်။အခုဆိုရင်ဖုန်းတွေမှာ hardware ပိုင်းတွေမဟုတ်တော့ဘဲ software ပိုင်းကနေတဆင့်ဓာတ်ပုံတွေကိုအလိုအလျောက်ပြုပြင်ပေးတာဘာသာစကားတွေကို real time ဘာသာပြန်ပေးတာတွေဟာအရင်ကထက်ပိုပြီးတိကျလာပါတယ်။ဒါအပြင် hardware ပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာလည်းနီးပညာကုမ္ပဏီကြီးတွေက self repair program တွေကိုတိုးချဲ့လာတာကြောင့်အပိုပစ္စည်းရရှိနိုင်မှုနဲ့ပြုပြင်ရလွယ်ကူးမှုတွေဟာအနာဂတ်ဖုန်းလောကအတွက်အရေးပါတဲ့အပြောင်းလဲတစ်ခုဖြစ်လာနေပါတယ်။ mobile phone ပြုပြင်ရေးနီးပညာရှင်တွေအတွက်လည်းသတင်းကောင်းရှိပါတယ်။အခုနောက်ပိုင်းထွက်ရှိလာတဲ့ device တွေမှာ internal design တွေကိုပုံမူစနစ်တကျဖွဲ့စည်းလာသလို battery လဲလှယ်ရေးနဲ့မျက်နှာပြင်အစားထိုးခြင်းလုပ်ငန်းစဉ်တွေမှာပုံမူအဆင်ပြေစေမယ့်နီးပညာတစ်တွေကိုထည့်သွင်းလာတာကိုတွေ့ရပါတယ်။ဒါဟာနီးပညာရှင်တွေအတွက်စိန်ခေါ်ချက်အသစ်တွေဖြစ်သလိုတစ်ဖက်မှာလည်းကျွမ်းကျင်မှုအသစ်တွေကိုလေ့လာခွင့်ရမယ့်အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။စီးပွားရေးကဏ္ဍကိုပြန်ကြည့်မယ်ဆိုရင်တော့ American Federal Reserve Bank ရဲ့အတိုးနှုန်းဆိုင်ရာမူဝါဒဟာအခုရက်ပိုင်းမှာယင်းနှိမ့်ညွှန်မှုရှင်တွေအာရုံစိုက်ဆုံးသတင်းထင်နေပါတယ်။ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ဖို့ကြိုးစားနေရတဲ့တစ်ချိန်တည်းမှာပဲစီးပွားရေးကျဆင်းမသွားအောင်ဘလို့ထိန်းညှိမလဲဆိုတာကခေါင်းဆောင်တွေအတွက်အတော်လေးခေါင်းခဲစရာထင်နေပါတယ်။အာရှဈေးကွက်တွေမှာလည်းဒီရိုက်ခိုက်မှုတွေကြောင့်ငွေကြေးတန်ဖိုးမတည်ငြိမ်မှုတွေဖြစ်ပေါ်နေပြီးအထူးသဖြင့်ထွန်းစင်နိုင်ငံတွေရဲ့စီးပွားရေးဟာစိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါဟာကျွန်တော်တို့နေ့စဉ်ထိတွေ့နေရတဲ့ဒေါ်လာဈေးနဲ့ရွှေဈေးနှုန်းတွေအပေါ်မှာဓာတ်ရိုက်တက်ရောက်မှုရှိနေတာဖြစ်ပါတယ်။ယာဒီဥရုပြောင်းလဲမှုနဲ့တဘာဝပတ်ဝန်းကျင်အရေးဟာလည်းမေ့ထားလို့မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ကမ္ဘာအပူချိန်စံချိန်မီတက်မှုကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝဘေးအန္တရာယ်တွေဟာနိုင်ငံအသီးသီးကပြည်သူတွေရဲ့နေထိုင်မှုဘဝကိုထိချောင်နေပါတယ်။ဒါကိုဖြေရှင်းဖို့ Green Energy ခေါ်တန့်စင်စွမ်းအင်သုံးစွဲမှုတွေကိုနိုင်ငံတကာကအရှိန်အဟုန်မြင့်လှုပ်ဆောင်နေကြသလိုလျှက်စစ်ကား EV ထုတ်လုပ်မှုကဏ္ဍမှာလည်းအပြိုင်ဆိုင်တိုးတက်မှုတွေရှိနေတာကအားတက်စရာပါပဲ။အားကစားသတင်းကဏ္ဍမှာတော့ယူရိုပရဲ့အကြီးချိန်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလိခါပရိသတ်တွေကိုရင်ခုန်စိတ်လှုပ်ရှားအောင်ဖန်တီးပေးနေပါတယ်။ထိပ်သီးအထင်တွေရဲ့အကျိတ်နဲ့ရင်ဆိုင်မှုတွေကြောင့်ဒီနှစ်ပြိုင်ပွဲဟာအရင်နှစ်တွေထက်ပိုပြီးထူးခြားနေပါတယ်။တစ်ချိန်တည်းမှာပဲဖြိုဖီလောကမှာလည်း AI ကိုအသုံးပြုပြီးဖန်တီးထားတဲ့ရုပ်ရှင်တွေနဲ့ဂီတအနုပညာတွေကပရိသတ်တွေကြားမှာဝေဖန်မှုနဲ့ချီးကျူးမှုတွေကိုအပြည့်အစုံရောက်ရှိနေတာကစိတ်ဝင်စားစရာပါပဲ။နေကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကမာကြီးဟာစိန်ခေါ်ချက်တွေနဲ့ပြည့်နှက်နေတယ်လို့တစ်ဖက်မှာလည်းတိုးတက်ပြောင်းလဲမှုတက်တွေနဲ့ရှေ့ဆက်နေပါတယ်။ပထဝီနိုင်ငံရေးတည်ငြိမ်မှုစီးပွားရေးနာလန်ထူရေးနဲ့နီးပညာရဲ့အကျိုးရှိအသုံးချနိုင်မှုတွေဟာကျွန်တော်တို့ရဲ့အနာဂတ်ကိုပုံဖော်ပေးထောမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့သတင်းချက်လက်တွေဟာလူကြီးမင်းတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။အချိန်ပေးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့အစီအစဉ်ကိုဒီမှာတင်ခရရနာခွင့်ပြုပါအောင်။နောက်ထပ်စိတ်ဝင်စားစရာကမ္ဘာသတင်းထူးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်။ Channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ခင်ဗျာ။အားလုံးပဲကိုယ်စိတ်နှဖျားကြားမှာရွှေလန်းကြပါစေခင်ဗျာ။